ရွာကိုကျွန်တော်သွားချင်းခိုင်းတာ哦အဲ့ဒီထုံရရွာလေးမှာကျွန်တော်သွားချင်းနေတယ်အဲ့ဒီတလေးရောက်ကျွန်တော်ဘာမှမထူတော့ပြန်ခောက်လာခဲ့တယ်အဲ့ကျွန်တော်ဆွမ်းလေးတိုင်းသားရွာလေးတိုင်းသားရွာလေးကျွန်တော်နေတယ်နေပြီးတာနဲ့နောက်ဒီမနေ့ကျတော့ကျွန်တော်အဲ့2နာရီခွဲဆိုရင်ကျွန်တော်ကအသင့်ပြရတယ်စတင်မှာကျွန်တော်မနေ့ပိုင်းမိနစ်ပဲထုတ်ထိုက်တယ်မနေ့ကဒီနေ့ခွဲဆိုတာနဲ့အဲ့ဒီမနေ့ကသွားတဲ့ရွာပေါ့အဲ့ထုံရရွာကျွန်တော်ပြန်ပြီးသွားခိုင်းတယ်ကျွန်တော်ပြန်သွားတယ်သွားတဲ့အချိန်မှာကျွန်တော်သွားတဲ့အချိန်မှာထုံရအမျိုးသားတွေက73 74ခလေးကယောက်ျားလေးဆိုမရှိတော့ဘူးအကုန်တော့အကုန်ထွက်ပြီးအချံကဲမှာဟိုအဖွားကြီးတော့ပဲအဖွားကြီးတော့မရှိဘူးထုံရဒီအမျိုးသားတော့မရှိဘူးမျိုးသမီးအဖွားကြီးတွေနဲ့ကလေးငယ်လေးတွေပြီးကိုရင်တော့မျိုးသမီး2ယောက်3ယောက်ကျွန်တော်တွေ့တယ်ရွာလေးကလည်းခက်သေးသေးပါပဲခမန်းကြီးဘယ်လောက်ရှိပဲအင်ဂျင်ရှိလို့ရှိရင်အင်ဂျင်60ပေါ့အဲ့လိုလည်းမများဘူးခက်သေးသေးလေးပဲရွာလေးကရွာတိုင်းခြေလေးပေါ့အဲ့နဲ့ကျွန်တော်ကြတော့လက်ကြီးသွားဆိုကျွန်တော်ရှိမှအဲ့ဒီလေကွင်း5ခွင်းလောက်ရှိတယ်အဲ့လေ5ခွင်းရဲ့ကျွန်တော်ညာဘက်ထောက်မှာကျွန်တော်တောင်ကုန်းလေးရှိတယ်တောင်ကုန်းလေးကကျွန်တော်ဒီအဲ့60 81တို့ကျွန်တော်ဆက်လက်မှာဆိုတော့အဲ့အဖွဲ့တွေကကျွန်တော်လည်းစူးမိုးခိုင်းတာပေါ့ကျွန်တော်ဘက်ဟောတော့ဟောနေတော့ပါအောင်ကျွန်တော်60တော့ကျွန်တော်စင်ခိုင်းထားတယ်81တို့အဲ့ဒါစင်ထားတယ်ကျွန်တော်ကစင်ထားပြန်လဲပြင်မဲ့လူကသူရှိပြီးသားလားကျွန်တော်စင်ထားပြီးတော့ဆိုတော့မြင်းချင်းရေချင်းတာဝေးလေးတာဝေးမြင်းချင်းတွေကျွန်တော်ချိန်ပြပြီးတာနဲ့ရွာထဲနဲ့ဟိုဘက်ကကျွန်တော်တို့ကိုယ်စိုးမိုးနိုင်မဲ့ကုန်းကိုကျွန်တော်ချိန်ပြထားတာပါအဲ့ဒါတွေကိုမြင်းချင်းတာဝေးကျွန်တော်ချိန်ပြထားရင်ကျွန်တော်ချိန်ထားတယ်ပြီးရင်ကျွန်တော်လည်းကြီးပါဆက်လက်တွေကကျွန်တော်ကျင်းနေတူးနေကျွန်တော်အဲ့ရွာထဲကိုစိုးမိုးထားတယ်ပေါ့နော်အဲ့နဲ့နေရင်းနဲ့တနေ့ကိုကျွန်တော်နေတာပေါ့နေတဲ့အဲ့ခွင်းလေးကြောက်တယ်ကျွန်တော်တို့နေ့လေက3နာရီခွဲ4နာရီလောက်ကြာတော့အဲ့ဒီထဲမှာအမျိုးသမီး9ယောက်10ယောက်ရှိအရှိစမှာကျွန်တော်ရဲဘော်တွေကအဲ့အိမ်လေးတွေတဲလေးတော့ဝင်ပြီးမှအဲ့ဒါနဲ့ဒီတွင်းကြအမျိုးသမီးတွေကကြောက်လို့နောက်ခွေထွက်ပြေးတာပေါ့ထွက်ပြေးတဲ့အချိန်မှာမှလည်းကျွန်တော်ရဲအဲ့မှာကျွန်တော်သွားတဲ့အချိန်မှာလည်းကျွန်တော်ဒီတက်တယ်ပုံပြီးရဲတွေပါသေးတယ်ရဲတွေခုပေါ့ရဲက5 6ယောက်ပါတယ်ရဲ5 6နဲ့ကျွန်တော်ဖွဲ့စစ်သားအင်အား25 3လောက်ပါတာပေါ့အဲ့ဒါပူပေါင်းပြီးတော့သွားတဲ့အချိန်မှာအဲ့မှာရဲရဲ့စစ်တပ်ကကျွန်တော်3ယောက်လောက်ရယ်ဒါအဲ့ဒီအမျိုးသမီးကိုပြစ်ပလိုက်ပေါ့ပြစ်လိုက်တဲ့အချိန်မှာအမျိုးသမီးအဖွားကြီး3ယောက်ပြီးရင်ကိုရင်တော်အမျိုးသမီး1ယောက်ပြီးရင်ကလေးငယ်2ယောက်ကလေးငယ်2ယောက်ကတော့ပေါ်ကြီးသေးတယ်ကိုရင်တော်မျိုးသမီးကတော့သူကဒီလိုဒီ2ယောက်မှန်ထားတာသူကတော့မသေးဘူးအဲ့ဒီအဖွားကြီး2ယောက်လည်းသေးတယ်အဲ့တော့ကျွန်တော်တို့ဖြစ်စဉ်တွေဖြစ်နေချိန်မှာကျွန်တော်တို့အပေါ်ပြင်ပြတာပေါ့ပြင်ပြချိန်မှာကောင်းပြီမလို့ရတယ်အဖြစ်ပြန်ထားကြလိုက်ပေါ့နော်အဲ့ကျွန်တော်ညနေခင်း9နာရီလောက်တော့ကျွန်တော်တို့မနေ့ကထွက်လာတယ်အဲ့တော့တိုင်းသားရွာလေးကိုပြန်ကြတာပေါ့ပြန်သွားရောအဲ့တော့လည်းတိုင်းထားကြလိုက်တယ်ထားပြီးတော့နောက်နေ့မနေ့ကြောက်လဲကျွန်တော်တို့မနေ့ကအချိန်ပဲပြန်လှုပ်တယ်ကျွန်တော်တို့သွားမလို့အဲ့တောင်းလို့သွားပြီးတော့ယူလှုပ်ပလိုက်အဲ့နောက်ပါပဲတကယ်လို့မတည်သေးရင်လည်းမတည်သေးတဲ့လူနာရှိလို့ရှိတယ်တခါတည်အောင်လာရှင်းပလိုက်အဲ့ဒါရတော့ထပ်မပေါ်သေးနဲ့တကယ်လို့မတွေ့တော့ဘူးပါဘူးဆိုတော့လိုက်ရှာကြည့်ဒီလောင်းတွေဒီလူနာတွေမှာထားသလဲပေါ့နော်ကျွန်တော်တို့အဲ့လို view ဟာကျွန်တော်တို့အဲ့လိုအောက်ရှိကျွန်တော်ခိုင်းတာပေါ့အောက်ရှိတာဖွင့်ဖို့အဲ့ကျွန်တော်မနေ့ကတော့ဟိုမနေ့ညနေကမနေ့ပိုင်းအချိန်ပဲဒီနေ့ကိုကျွန်တော်ထွက်သွားတယ်ထွက်သွားတော့အဲ့လိုကျွန်တော်သွားချိန်မှာတော့ညခင်းကျတော့သူကမျိုးသားတွေပါလေသူ့မျိုးမိတွေညညကိုပြန်လာတာဟုတ်စစ်တပ်ကမရှိရကြတော့အဲ့ကျွန်တော်တို့လာတဲ့အချိန်ရောအတန်ဗလာကြားလဲကြောက်သူပြန်ပြေးကုန်တော့အဲ့တော်တဲ့ကိုပြန်ပြေးကုန်အဲ့ဆွမ်းအဖွားကြီးတွေကြံခဲ့တယ်5 6ယောက်နဲ့အဲ့အသေးနဲ့အလောင်းတွေကသူအဲ့နာတဲသေးတဲ့ကိုအဲ့အိမ်ကအစုံလုံးအိမ်ကိုကျွန်တော်တို့ကအစုံလုံးအိမ်အဲ့မှာသူတို့နောက်ခင်းမှာကျွန်တော်တင်ထားကြတယ်အဲ့မှာအဖွားကြီး2ယောက်အလောင်းရယ်ဆွမ်းအမျိုးသမီး1ယောက်အလောင်းရယ်အမျိုးသမီး2ယောက်အလောင်းပေါ့တေးနေတယ်ပြီးရင်ကလေး2ယောက်5ယောက်အလောင်း5လောင်းပေါ့ပြီးရင်ဒီကိုယ်တော်အမျိုးသမီး1ယောက်ကတော့သူမသိဘူးသူကဒီရင်အောင်ပေါ့သူရဲ့ဒီပြေအောင်မထိထားတာပတ်တီးရဆေးသူ့ကိုဆေးပဲကူပေးထားတယ်ထင်တယ်မှာဆေးပတ်တီးပဲစီးထားတော့တွေ့တယ်ကျွန်တော်တို့အဲ့နဲ့ပြီးရင်ကျွန်တော်အားဒီအားအဲ့ရခွားယူခေါ်တယ်နောက်မှနေတဲ့အဲ့တို့ညာအမျိုးသမီးတွေကိုကလေးတွေအပြင်ခေါ်ပြီးတော့အဲ့နဲ့ကျွန်တော်တို့အဲ့ကိုသွားတဲ့အချိန်မှာလည်းလမ်းမှာအဲ့ဒီနေရာကိုမရောက်ခင်မှာတော့အဖိုးကြီးတယောက်ကိုတို့ညာအဖိုးကြီးတယောက်ကိုရှေ့မှာကျွန်တော်တို့ပလီကြီးမှာပထမတွေ့ခဲ့တဲ့ပလီကြီးမှာအဲ့ပလီအဲ့နေရာကိုမရောက်ခင်မှာကျွန်တော်ပလီနားမှာတို့ညာလူသားကြီးတယောက်တွေ့တယ်ဟိုအသက်60ဝန်းကျင်လောက်ဖိုးကြီးအဲ့သူ့ကိုပြေးချင်တယ်သူ့ကိုခေါ်လာတယ်ခေါ်လာပြီးတာနဲ့အစွမ်းကကျွန်တော်ဒီမနေ့ကအစွမ်းလောင်းနေရှိမဲ့ရွာနာကိုမရောက်ခင်လေးမှာဒီရွာမရောက်ခင်2ဖောင်3ဖောင်လောက်မှာအဲ့ဖိုးကြီးကိုအဲ့ဒီခွင်းထဲမှာခဲ့တိုက်ဖိုးကြီးအဲ့ဒီခွင်းလေးကကျွန်တော်ကစင်းပုံပေးရကျွန်တော်စပားပင်လေးပေါ့စပားနေမှဲ့သေးဘူးကျွန်တော်အနှံလေးတော့နဲ့ထွက်နေပေါ့အဲ့ဒါနဲ့အဲ့ဒီစပားတို့ပြစ်ချခဲ့တယ်အဲ့ဒီလူညာဖိုးကြီးကိုညကျွန်တော်ဆက်လာတယ်လာတဲ့အချိန်မှာစွမ်းကမနေ့ကပြစ်ထားတဲ့ရွာကိုရောက်ပြီဟောတော့အဲ့ဒီရွာကိုပြန်ကြည့်တဲ့အချိန်မှာကျွန်တော်စွမ်းလောင်းနေပေါ့အဲ့လောင်းနေကောင်းပြီးနောက်မျိုးကမြုပ်လိုက်ကျွန်တော်ဖြူဟာမိတ်ပြီးဟုတ်ပြီကျွန်တော်လမ်းမှာလဲကျွန်တော်လူညာဖိုးကြီးတယောက်ကျွန်တော်မတင်ငါတို့ပြစ်ခဲ့သေးတယ်ပေါ့ကောင်းတယ်ပြစ်လိုက်ပြစ်တာမမှားဘူးပေါ့နော်ကိုယ်လည်းအန်ရန်ဖြစ်ဖို့လိုတယ်ပေါ့ဖြူဟာအဲ့ဒါကျွန်တော်ပြောပြီးလို့မြုပ်လို့ရှိရင်ဒီမှာရှိတဲ့ဒီကမတရားတယောက်ရှိတယ်ပေါ့မတရားမျိုးကြီးဟုတ်ပြီသူ့ကိုလည်းငါမလေးကမှားထားတဲ့အတိုင်းဒါအပြတ်ရှင်းပလိုက်အဲ့မသေးတဲ့အမျိုးကြီးတယောက်ကိုအဲ့ဖြူဟာပြောတာဖြူဟာအမိတ်ပေးတာအဲ့ရှင်းပလိုက်ရှင်းပြီးတာနဲ့အဖိုးကြီးကိုလည်းတို့ညာဖိုးကြီးကိုသွားပြန်ခေါ်ပြီးရင်တိတ်တော့မခွေးဘူးကျွန်တော်တဖောင်လောက်ခွေးတာအဲ့သူ့သွားပြန်ခေါ်အလောင်းပြန်သေးသေးရတယ်သူတို့လည်းရောပြီးတော့ပြုတ်ခဲ့ပေါ့နော်အဲ့ရှင်းနေပါပဲပြီးတော့အစီပြီးလို့ကျင်းအောင်တစ်ကျင်းလုံးကြီးကြည့်ပြီးတိုင်းရောလာမြုပ်လိုက်ပေါ့အဲ့လိုအမိတ်ပြီးအဲ့ဒါနဲ့အဲ့လိုဆံပြီးကျွန်တော်ကောင်းပြီတဲ့
မင်းစိကျွန်တော်ကလည်းအချိန်ပါဒီဟိုတက်ပြောင်းအောင်ကျွန်တော်ကြာနေပြီကျွန်တော်ကဒီဟိုရောက်ရုပ်တံမှုတ်ယူကျွန်တော်ပြောင်းရတော့မှာဒါနဲ့လေလမ်းကြောင်းတွေပိတ်ပြီးကျွန်တော်တိုင်းရင်းကိုပြန်ဖုတ်နိုင်သေးဘူးဖုတ်နိုင်သေးတော့နေရတဲ့ဒီအလောင်းတွေပြုတ်ဖို့အတွက်မစ်စီထားတဲ့ငါတို့ဒီမှာရှိတဲ့10ရောက်လောက်နေပေါ့နော်ဒီဟိုနောက်မှာပြတ်သွားတယ်တွင်ကြဖိုးယူဘာပြန်တဲပဲပေါ့နည်းနည်းဖွဲရအတူသွားကြတယ်သူသွားတာ15တော့ပါလောက်မှာပေါ့လိုရေးတဲ့ငါတော့ကျွန်တော်တို့အဲ့မှာကြီးတူခိုင်းထားတယ်ကျွန်တော်ပါတဲ့စစ်တီတွေပေါ့တူးကြတယ်တူးနေအဲ့နဲ့တို့မပြန်လာပြီအဲ့တော့အဲ့နဲ့ဒီမှာတယောက်ကရေဘူးတော့ချထားတယ်မျိုးမျိုးမသေးသေးတဲ့မျိုးမျိုးအဲ့နဲ့ကျွန်တော်သွားကြည့်တယ်ကျွန်တော်လက်ကအားနဲ့ဘာမှမလုပ်ဘူးလို့ကျွန်တော်တို့ညီမသားကနားမလဲသူကလည်းနားမလဲဘူးအဲ့နဲ့ကျွန်တော်ကသွားပြီးတော့တောက်ခွင့်မကြီးသွားတယ်ဟာလို့ဘိုးကြီးတို့ဒီမှာဒီအမျိုးမျိုးတော့ကမသေးဘူးလို့ဟိုမှာလို့ဟိုမှာဒီဘူးထဲမှာလို့ကျွန်တော်အရှိထုတ်ကျွန်တော်ချွေလိုက်မယ်နေတာပူတယ်လို့ကျွန်တော်တို့ကဒီအလောင်းတွေကိုကျွန်တော်ဘယ်လိုဘာကြောင့်လဲဆိုတော့သူကအဲ့နဲ့ချွေထားတာကိုကျွန်တော်ညတညပြန်တဲ့အချိန်မှာပြီးကျွန်တော်တို့ကပြန်ထပ်ပုံပြန်ရိုက်ပါရိုက်တဲ့အချိန်မှာအဲ့သူတို့ပထမနေ့ကတည်ထားတဲ့နေရာမှာပဲအဲ့လောင်းတို့ပြန်ချခိုင်းပြီးတော့ထပ်ပုံပြန်ရိုက်တာပြီးတော့ကျွန်တော်တို့ဘယ်လိုလဲဆိုတော့အဲ့ဒီလိုထပ်ပုံပြန်ရိုက်တာသူ့နဲ့ပြန်ချထားတာပေါ့ပြီးတော့ဒီအမျိုးမျိုးကိုလည်းဒီဘက်ပြန်ချထားတယ်သူပထမဦးလင်းနေတဲ့နေရာမှာအဲ့ဒါနဲ့ထူးသွားအဲ့ဒါမဲ့တဲ့အဲ့လိုအထက်ကိုပြန်ရွှေ့လိုက်တဲ့အရေးဘက်ကိုတဲ့အဲ့ကျွန်တော်ခေါင်းလေးခေါ်ရမှာမကောက်ဒီမျိုးမျိုးပါအဲ့ကျွန်တော်ကတဲ့မှာတမ်းပြီးပါညာပေါ့နော်သူတို့ကလားလို့တွင်ကြလို့ခေါ်တာပေါ့နော်ကျွန်တော်နန်းဒီပါကျွန်တော်ဖြာလေးပြီးပါပေါ့ပိုက်ဖြာလေးပေးတယ်အဖွားရောက်ကအဲ့ကောင်းတုံးပေးတယ်သူစပြီးတော့ဘာလဲအဖွားကြီးရှေ့မောင်းထုတ်တယ်အကောင်လုံးနဲ့အဲ့ကျန်နေရဲဘော်လေးရှေ့ကိုမောင်းထုတ်ရတယ်ဟောရအေးရှေ့ရောက်သွားပြီအဲ့အဲ့မျိုးပြီးကျော်ကကျွန်တော်မလုပ်ဘူးကျွန်တော်မလုပ်နိုင်ဘူးဟာကကျွန်တော်အမေပေးရတယ်ကျွန်တော်မလုပ်နိုင်ဘူးအဲ့လိုဟာမဲတို့အမေမနာကဦးတိုက်လို့ပြောကျွန်တော်မလုပ်နိုင်ဘူးအဲ့ဟာကွာတဲ့မင်းကလည်းမျက်စိလုံးခိုင်းနေလေကွာတဲ့လူတိုက်ကွာမျက်စိလုံးခိုင်းနေကွာကျန်မျက်စိလုံးခိုင်းတော့လေတဲ့ကျွန်တော်လည်းငကိုကြီးကမလုပ်ချင်တာလည်းပါတယ်ပြီးကျွန်တော်တက်ပြောင်းခံပြီးဖို့လို့ကျွန်တော်တောင်းချောင်ထက်တယ်မဟုတ်ဘူးကျွန်တော်ကလုပ်ချင်ဒီစိတ်ကုန်တာကြာပြီလို့အဲ့လိုလည်းမလုပ်ချင်တော့အဲ့ဒါကိုကျွန်တော်ခဲဝါလို့ခေါ်တယ်အဲ့ကောင်နာမည်ခဲဝါကျွန်တော်ချမယ်ရှင်းလိုက်ကွာသူတို့နှစ်ယောက်ခဲဝါနေတော့တယောက်ဖျက်ရှည်တောင်ကောင်းတယ်ပဲရေပေါ်ပဲပြေးရအောင်ခေါင်းနဲ့တယ်လို့ပြီးခေါင်းကြောက်ကကြိုက်တယ်ကျွန်တော်မျက်နှာတွင်းနေပါတယ်ဘယ်မှာမျိုးအဲ့နဲ့ဒီကားပြီးဒီဝါယူဒီဝါအချိန်မှာသူ့ပါအဲ့အနောက်မှာရုံးပြီးမှအဲ့ဆွမ်းနာယူလာတဲ့ကိုညာဖိုးကြီးရဲ့သူရဲ့ကလေးနှစ်ယောက်ရဲ့4ယောက်ပေါ့4ယောက်ကိုကျွန်တော်တို့တချင်းပေါင်းပြီးကြီးညာကျဲကြီးသွားရောနောက်ပြီးမှကျွန်တော်တို့အိမ်နဲ့ဆိုအမကြီးခေါ်လို့ရှိတော့ပေ150လောက်ရှိမယ်အခမကြီးတို့အိမ်နဲ့ဒီဟောနဲ့နောက်ကလေခွန်းအကျော်မှာပေါ့အမမျိုးတယ်ဟိုကျန်တဲ့မျိုးကြီးလောင်းနေလေရောပြီးလုပ်တာပါဆိုလို့လည်းနှစ်ချင်းတူးပြီးမှအဲ့ဒီပြပြီးဆိုတော့တက်ပြုတ်လိုက်ပြုတ်ပြီးတာနဲ့ညနေကျတော့ကျွန်တော်ပုံမှန်တိုင်းပဲဒီနေ့ခဏတော့ပြန်လို့ပြန်ပြီအဲ့ဒါတော့ပြုတ်ထားခဲ့ခိုင်းတယ်ကျွန်တော်တို့ပြန်သွားတယ်အဲ့ဒီသူတို့ကထက်ကကျသူတို့ပြန်ပြီးတော့ဘာဖြစ်လို့အပြစ်မဲ့တဲ့အဲ့သူကဖော်ချူပေါ်ကြီးတော့မယ်ဆိုတော့အပြစ်မဲ့တဲ့ဒီကလေးတွေကိုမိမတွေပေါ့ကျွန်တော်တို့ကတန်းထားတယ်ဟုတ်ပါတယ်ပေါ့ကျွန်တော်တို့ကတခါပြတာဟုတ်ပါဘူးကျွန်တော်တို့ယူဟာပြီးတော့တစ်ဖက်နဲ့ဒီလိုပြန်ပြောပါတော့ကျွန်တော်တို့အဲ့ဓာတ်နဲ့လှန်တဲ့အိန္ဒိယထွက်ပြီးတော့ခုခံလို့ကျွန်တော်ပြရချင်းဖြစ်ပါတယ်အဲ့ဒါဆိုကောင်းပြီအဲ့ဒီလောင်းကိုပြန်ခေါ်မယ်လို့ကောင်းနေပါလေပြန်ခေါ်ပြီးတော့သူတို့ကိုပထမစေရတဲ့နေရာမှာပြန်ထားပြီးတာနဲ့သူတို့လက်ထဲမှာဓာတ်လို့လှန်လို့ချယူတတ်ပုံရပြီးတော့ Viber နဲ့ပြန်ဖို့ပြီးကျွန်တော်တတ်မှာဘူးအပြူမှုကကျွန်တော်အဲ့လိုစင်ပြန်လောက်ခိုင်းမြအောင်အလောင်းနေရာမှာအနှံ့နဲ့ထွက်နေတယ်ဟောဖြစ်နေပြီအဲ့ဒါနဲ့ကျွန်တော်တို့လောင်းနေမနဲ့မှာသွားတော့ကိုယ်တော်ဟောဖြစ်စရာမလိုဖော်ရမလို့သူတို့ဒုညာဖွဲ့ကြီးကသူတို့မွတ်စလင်လိုပြုတ်ဖို့တယ်သူတို့လည်းဖော်ထားပြီးပြီကျွန်တော်တို့လည်းဒုညာအလို့စားတဲ့တရားမရှိဘူးပြန်ပြေးကုန်တော်တယ်အလောင်းနေတိုင်းဟိုတရားပါပဲအဲ့ဟိုအလောင်းကိုပြန်ယူကျွန်တော်တို့ကသူမနေ့ကထားရအတိုင်းပဲဒုညာနဲ့သူတို့လက်ထဲမှာကျွန်တော်တို့ဒီအဲ့ချိန်မှာတော့ဒီအမျိုးသမီးတွေပါတယ်ဒီဖိုးကြီးတို့ရိုက်လို့မရဘူးဖိုးကြီးတို့လည်းခုနကပြထားတဲ့ဖိုးကြီးကိုဟိုဒုညာဖိုးကြီးအဲ့ဒုညာဖိုးကြီးအလောင်းတော့တို့တက်ပုံနဲ့မရိုက်ဘူးအဲ့ဒီကျန်တဲ့အလောင်းတွေကိုလူတွေမှာကျွမ်းမလိုက်ရှာတယ်လှန်တို့ဓာတ်တို့ပေါ့တွေ့တာဟောအကိုင်ကသူတို့ငရုပ်ခွက်ပေါ့အဲရုပ်ရပြတ်ဟိုကျွန်တော်စစ်သားတွေကိုနောက်ခရနေတော့အဲခွက်တွေပေါ့အဲပြောပြီးမှဟိုရိုက်ပြီးတယ်လိုက်ပါနဲ့သူတို့ပို့ပေးတယ်အဲဟောကာကကြီးပြန်တင်တာဟောကျွန်တော်တို့ဒီလိုပဲလုံးလို့ပေါ့ကျွန်တော်တို့ဒီပြည့်မဲ့မျိုးမျိုးပြရဖြစ်ပါရဆိုတော့ရောင်းပြချက်ပေါ့အဲလိုကျွန်တော်တို့နောက်နေကြတော့အောက်လူပြပြန်လုပ်ပဲကျွန်တော်တို့ပြန်ခေါ်ရဟိုလေဟိုအဲဒီတို့ကြရောင်းပြန်သွားတာပေါ့နောက်နေမနဲ့မှာအဲ့တော့ကျွန်တော်တို့ဟောဖြစ်တော့အဲ့ဒါမထူးဆိုကျွန်တော်တို့အဲ့ဒီဟိုလေကြီးကမ်းပြင်ထားကြစကောင်းကျွန်တော်တို့တောက်ခွဲကိုပြန်ပြီးတော့ဆွဲခေါ်တာပေါ့အဲ့ကျွန်တော်တို့လည်းကျွန်တော်ပြန်သွားစစ်ကြောင်းပြန်ပါအောင်ကျွန်တော်တို့ဟိုတိုင်းရော